လေသမားကဝင်ဘူးလေးပေါက်လေးကိုခွေးချန်ထဲမှာချီနှောင်ထားလိုက်တယ်သူကသူ့ရဲ့အဆွဲတွေကိုထုတ်ပြပေမဲ့ခွေးအိုကြီးတွေကသူ့ကိုဝိုင်းကြိုက်ကြတယ်ဝင်ဘူးလေးကဦးဟောင်းတဲ့အခါလေသမားကနှင်တန်နဲ့ရိုက်နှက်ပြီးစီးကမ်းမရှိဘူးလို့ဆဲဆိုတယ်၃နှစ်ကြာပြီးနောက်မှာတော့သူ့ရဲ့မျိုးနွယ်သူဝင်ဘူးလေးနဲ့ပြန်တွေ့တဲ့အခါဒီအမျက်ခင်းနေရဲ့ဘရင်ကြီးဟာကြောက်လန့်တကြားနဲ့အမီးကုတ်ညစ်ခဲ့ရတယ်တွေးတစက်မှမထွက်ပဲနဲ့တောရိုင်းဝင်ဘူးလေးတကောင်ဟာအင်ချေရမဲ့ခွေးတကောင်အထိပြောင်းလဲသွားခဲ့တယ်ဒါဟာစိတ်ပညာမှာအစိတ်အတောက်ဖြစ်စေတဲ့တူညီသွားခြင်းအကျိုးသက်ရောက်မှု assimilation effect ပါမယ်လူတယောက်ကိုခက်စီးဖို့ဆိုရင်ဓာတ်တွေတနတ်တွေမလိုပါဘူးသူ့ကိုနှိမ်ကြတဲ့ပတ်ဝန်းကျင်တစ်ခုထဲမှာပဲထားဝရပိတ်ထောင်ထားလိုက်ရုံပါပဲမင်းကရီမန်းချက်တွေအကြောင်းပြောတဲ့အခါသူတို့ကမင်းကိုအယူလို့လှောင်ကြလိမ့်မယ်မင်းကလမ်းတစ်ဖောက်ဖို့ကြိုးစားတဲ့အခါမင်းကိုအငြိမ်မနေဘူးလို့အပြစ်တင်ကြလိမ့်မယ်အညံ့စားလူစုလူဝေးဟာသူတို့ရဲ့အားနည်းတဲ့အတွေးခေါ်တွေနဲ့မင်းရဲ့ဝင်ဘူးလေးစိတ်ထက်ကိုဘီဇာရတပ်ဖြတ်ပစ်ပါလိမ့်မယ်အဆုံးမရှိတဲ့ဒီလိုတွင်တင်ဆုံးမမှုတွေဟာမင်းကိုမင်းအမြဲတမ်းညင်းပယ်နေမိအောင်လှုပ်ဆောင်မယ်ညှီးကွေးတဲ့အစိတ်တွေလိုပါပဲမင်းရာတင်ရထိုက်တဲ့အခွင့်အရေးတွေအတွက်တိုက်ကွေးဝင်ဖို့တောင်မင်းကကြောက်ရွံ့နေရလိမ့်မယ်မင်းကမင်းရဲ့အယိုးတွေပြောညံ့နေပြီလို့ထင်နေတာလားမဟုတ်ပါဘူးမင်းရဲ့စိတ်ဓာတ်တွေဟာပုံစံသွင်း format အလုပ်ခံလိုက်ရတာပါအခြေအနေကိုပြောင်းလဲခြင်းတယ်ဆိုရင်သူတစ်ပါးကိုအလိုလိုက်ဖို့မကြိုးစားပါနဲ့အိမ်ဆောင်ခွေတအုပ်ကိုတောရိုင်းအကြောင်းရှင်းပြနေတာဟာမင်းရဲ့တန်ဖိုးကိုရှော့ချလိုက်တာပါပဲအခုပဲမင်းကိုချီနှောင်ထားတဲ့မမြင်ရတဲ့တန်ကြိုးတွေကိုဖျက်တောက်လိုက်ပါရက်ဆက်ပေမဲ့စစ်မှန်တဲ့လောကအစစ်မှန်သေးကိုပြောင်းလဲဝင်ရောက်လိုက်ပါအမိုက်ပုံထဲမှာသရိုးစင်လာမရှာပါနဲ့ဆိုတာအမြင်မှတ်ထားပါဝင်ဘူးလေးတွေဟာလမ်းပြီးခွေးတွေနဲ့ဘယ်တော့မှမပေါင်းဖော်ပါဘူးလေဘရစ်ကိုကိုက်ဖြတ်ပြီးမင်းနဲ့ထိုက်တန်တဲ့ကျဲပြောတဲ့တိုးရိုင်းမြေစီကိုသာဥတီသွားလိုက်ပါစိတ်ပညာဗဟုသုတတွေအတွက် follow လုပ်ထားနော်